Good morning, guys. I wish all of you have a good day. Good morning, ma. ဒီနေ့ကတော့ရာသီဥတုကတော့မိုးရမယ်ထင်ပါတယ်အပြင်မှာမိုးနေပါတယ်ကျွန်တော်တို့ခုမှပြရထားတော့တိုက်မှာ Wow, look at this. ကိုကတော့မိုးလာနေပါတယ်ဒါမနေ့ပိုင်းပါမနေ့ပိုင်း8:40မိနစ်ရှိပြီမိုးနေပါတယ်မိုးလာနေပါတယ်တော့ကျွန်တော်စဖတ်နေပါတယ်ကိုတော့ကျွန်တော်ဒီမှာဟိုလေးတောင်းနေပြီးရင်စဖတ်နေပါတယ်ဒါပါလေဒီနေ့မှာကျွန်တော်ခင်ဗျားတို့ကိုကျွန်တော်ရဲ့တနေ့တာမှာကျွန်တော်ပါတယ်လောက်တယ်ပါတယ်မလို့စသဖြင့်ကျွန်တော်ရဲ့တနေ့တာအတွေ့အကြုံများကိုနောက်ပြတော့ဖြစ်ပါတယ်ဆိုတော့ဒီကျွန်တော်ရဲ့အတွေ့အကြုံတွေကနေခင်ဗျားတို့လည်းကောင်းတာတစ်ခုရဖို့အတွက်ပြုံးနေပါတယ်ဒါပေမဲ့နေတိုင်းကတော့ပုံစံတော့မဟုတ်ပါဘူး။ဒါပေမဲ့အများစုကတော့ပုံစံတွေပါပဲ။အများစုဆိုတာတွေကမှဒီကျွန်တော်ရဲ့ဒီတနေ့တာကိုရဲ့အလေးကျင့်နေဖို့ဒါအဲ့ဒါတွေကိုပြောတာပါ။သမင်းပေါ်ရှင်းမယ်သမင်းပေါ်ရှင်းကြမယ်။တာမန်နေလေးတနေ့ပါပဲ။အခုလုံးမရှိသေးပါဘူးအားကြောင့်မလို့မနေ့ကျရင်လည်းကျွန်တော်အေးအားနဲ့ထိုင်းနဲ့တင်ထားလို့ရပါတယ်အားကြောင့်မလို့ကျွန်တော်လည်းထားတာနောက်ကြတာပေါ့9နာရီခွဲ10နာရီလို့ပြောတယ်ပေါ့လုံးရှိရင်တော့အဲ့လိုမရဘူးလေဟုတ်တယ်ဒါနဲ့စကားမဆက်ကျွန်တော်အကြောင်းလေးပြောမယ်နော်ကျွန်တော်အခုမလေးကနေထိုင်းကိုပြန်ရောက်နေတာပါအခုထိုင်းကိုပြန်ရောက်တာ2လကျော်ပါပြီကျွန်တော်မလေးကိုသွားတာလည်းဒီထိုင်းကနေပြီးတော့ကျွန်တော်မလေးသွားတာပေါ့နော်ကျွန်တော်ဒီမလေးကိုမသွားခင်ဒီထိုင်းမှာကျွန်တော်တစ်နှစ်နဲ့9လနေခဲ့ပါတယ်ပြီးမှပဲကျွန်တော်မလေးကိုသွားတယ်ပြီးမလေးမှာကျွန်တော်2နှစ်နဲ့1လနေခဲ့ပါတယ်အခုတော့ဒီကိုပြန်ရောက်နေပါပြီထိုင်းကိုပြန်ရောက်နေပါပြီရောက်တော့2လကျော်ပြီပေါ့နော်အလောက်ကမရှိသေးပါဘူးမလေးကနေဒီထိုင်းကိုပြန်ရတဲ့အကြောင်းရင်းကတော့ရှင်းလေးပါပဲလာရှင်လို့လာတာပါဟုတ်ပါတယ်မလေးမှာမပြောလို့မနေရှင်တယ်လို့ထိုင်းကိုလာတာဖြစ်ပါတယ်မလေးမှာမပြောလို့မနေရှင်တော့လို့ဒီကိုပြန်လာတယ်ခုရောက်နေပါပြီဟုတ်ပါတယ်ဒါပါပဲလူရင်းကတော့ကျွန်တော်တွေ့ရမှာပြောအောင်မနေနိုင်လို့ပြောရမှာပဲတူအောင်လေးမယ်ဆိုပြီးစိတ်နဲ့လာတာပေါ့ဗျာဒါပါပဲလူရင်းကတော့ကြီးပြောရတယ်များသွားရင်တောင်းပါပါတယ် sorry ပါကျွန်တော်ဒီကြီးပြင်ကရခဲ့တယ်သင်္ကန်းစာတစ်ခုခင်ဗျားတို့ပြောပြအောင်မယ်ကျွန်တော်တို့အားလုံးကြောက်တဲ့စကားပုံရှိတယ်ညာဗာလဲတူရမှာမနေရတူရမှာနေရတူရမှာနေရတဲ့ဆိုတဲ့စကားပုံလေညာအဲ့တော့ကျွန်တော်ကတော့တော်ရမှာပြောအောင်မနေနိုင်ခဲ့ဘူးဗျာအားကြောင့်မလို့ပြီးတော့ဗျာဒီကိုယ့်ရဲ့ငွေရွေးကျမ်းမာရှင်မှာပေါ့ဗျာကိုယ့်ရဲ့အရှင်တွေကိုယ့်ရဲ့ငွေရွေးကျမ်းမာမှုတွေပေးဆက်နေရတယ်မတန်ဘူးလို့ခံစားလိုက်ရတယ်ဗျာဟုတ်တယ်ဗျာဘာကြောင့်လဲဆိုတော့ကိုပေးလိုက်ရတာဗျာဒီပြန်မရနိုင်လို့တဲ့ဗျာကိုယ့်ရဲ့အရှင်တွေပြီးကိုယ့်ရဲ့ဒီလိုမျိုးငွေရွေးကျမ်းမာမှုတွေပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့ပြန်ရလိုက်တာကဘာမှဟိုမမိုးလောက်ကြမဟုတ်တဲ့ပတ်စံလေးလေးလေးပဲဗျာအားကြောင့်လို့ကျွန်တော်ကကိုပေးဆိုင်ရတာနဲ့ဒီတင်ရတာမတန်ဘူးလို့ခံစားလိုက်ရတယ်ဗျာအားကြောင့်လို့နေအောင်ဗျာကျွန်တော်ကြီးပြောရတယ်များသွားပြီလားမသိဘူးလူရင်းကတော့ရှင်းရှင်းလေးပါပဲဒါပေမဲ့တစ်ခုတော့ရှိတယ်ဗျာဒီပြိုတာတို့တူတာတို့ဆိုတဲ့ဒီကောင်းစင်အောက်မှာဟိုမတူညီတဲ့အခန်းကဏ္ဍတွေအများကြီးရှိနေသေးတယ်ဗျာဟိုကပြိုတဲ့အရာမှာနေတယ်ဆိုပေမဲ့ဟိုဘယ်သူမှလည်းဟိုနေတိုင်းအချိန်တိုင်းမပြိုရသလိုပြိုလည်းမပြိုရပါဘူးအဲ့လိုမျိုးနေတိုင်းအချိန်တိုင်းပြိုနေတဲ့လူဆိုတာလည်းမရှိပါဘူးဟုတ်တယ်မလားဒါခင်ဗျားတို့အားလုံးအသိတဲ့အတိုင်းပါပဲဒီတူတယ်ဆိုတဲ့အရာမှာလည်းဗျာဒီခင်ဗျားရဲ့တိုင်းတာတဲ့ပေရန်ကဟိုပေးရတဲ့ပုံမှာအခြေခံတာနဲ့ဒီခင်ဗျားတို့ရဲ့အောင်မြင်မှုဆိုတာကဟိုပေးရတယ်ပြောတာလည်းအဲ့လိုမျိုးညှိရှိတာဟုတ်တယ်မလားဒါတွေကတော့ခင်ဗျားရဲ့ယုံကြည်မှုနဲ့ခင်ဗျားရဲ့ခံချက်တဲ့ပုံပါပဲပုံနေတာဟုတ်တယ်မလားမရှင်လည်းမမယ်မရှင်လည်းမမယ်ဒါတော့ခင်ဗျားကိုယ့်ဘာသာကိုသိချင်စဉ်းစားပြီးဆုံးဖြတ်ပေါ့ဒါနဲ့စကားမဆက်ပြဟိုကျွန်တော်ဖတ်ဖို့တဲ့စာတော်လေးတစ်ခုကိုမျှဝေပြရတယ်အဲ့ဒါကဘာလဲဆိုတော့ခင်ဗျားကတဲ့ပျိုရှင်မှုဆိုတဲ့အရာကိုလက်ချနေရင်ဘဝကိုတောင်းနေရမှာမဟုတ်ပါဘူးတဲ့လူရင်းနားလေတယ်မလားဒီလိုဗျာဟိုပျိုရှင်မှုဆိုတဲ့အရာကြီးကိုခင်ဗျားကလက်ချနေလို့ရှိရင်ခင်ဗျားရဲ့ဘဝကိုခင်ဗျားကတောင်းနေရမှာမဟုတ်ဘူးတဲ့ဒါလည်းမှားတယ်မှန်တယ်ဆိုတာခင်ဗျားကခင်ဗျားဆုံးဖြတ်ဖို့ကျွန်တော်ခင်ဗျားတို့အားလုံးကိုစကြတာနဲ့တတိပိရှင်တာလေးတစ်ခုရှိပါတယ်
တော့ကျွန်တော်ရဲ့အနေပြောတာပေါ့နော်ခုခေတ်ကဒီခင်ဗျားတို့ထင်သလိုနင်းညပြောက်တဲ့ခင်မဟုတ်တော့ဘူးညာခုခေတ်ကအခုမြင်အခုပြောက်တဲ့ခေတ်ကိုရောက်နေပြီအားကြောင့်မလို့ခင်ဗျားတို့အားလုံးလည်းဒီလိုဖားတွေဒိုးသားတွေအမုန်းတရားမနာလို့စိတ်တွေနဲ့ပေါ့ဗျာဒီကိုယ့်ရဲ့ဘဝကိုကိုယ့်ရဲ့တနေ့တာတွေကိုဖြတ်သန်းနေတယ်ပုံဆုံးနေတယ်ဆိုရင်မြတ်ဘဝကကျိုးစရာလေးကောင်းမှမဟုတ်ဘူးလို့အတိတ်ရှိတဲ့ဘဝလေးဖြစ်မှာမဟုတ်ပါဘူးအားကြောင့်မလို့ဒီလိုဖားတွေဒိုးသားတွေအမုန်းတရားမနာလို့စိတ်တွေကိုတန်းနေကြများဒီချိုးချဖို့ဗျာတန်းနေကြများမဖြစ်အောင်စောင့်ထင်ရမှာပေါ့ဗျာဟုတ်တယ်ရှင်းတဲ့မုံဘယ်ဟာကကောင်းတယ်ဘယ်ဟာကမကောင်းဘူးဆိုတာကိုရှေ့ဖို့မဟုတ်တဲ့လူတိုင်းခံစားရတဲ့လူတိုင်းသိကြမှာဗျာသူတို့လူဆိုတာဗျာဟိုကောင်းတာကိုလူချင်းတဲ့လူတွေကြီးပြောတယ်ဗျာဘယ်သူမှလည်းမကောင်းတာမလို့ရှင်းဘူးအဲ့ဒီလိုဗျာခင်ဗျာကောင်းတာလေးလို့ရှင်းတယ်ဟိုကောင်းတာတွေလည်းမလုပ်ဘူးဆိုရင်ဘယ်လိုကောင်းတာတွေရမလဲဟုတ်တယ်မလားအဲ့ဒီလိုကျွန်တော်တို့ကကောင်းတာတွေကိုလို့ရှင်းကောင်းတာတွေကိုလုပ်ရမယ်ကောင်းတာတွေကိုယူရမယ်ဟုတ်တယ်မလားကောင်းတာတွေလူချင်းပြီးတော့ဘာမှမလုပ်ရင်ဘာမှရမှာမဟုတ်ဘူးဗျာဟုတ်တယ်ကောင်းတာတွေလို့ရှင်ပြီးတော့မကောင်းတာလုံးနေကောင်းတာရမှာမဟုတ်ဘူးအဲ့ဒါတွေကျွန်တော်ပြောကြအောင်လို့ခင်ဗျားတို့လည်းသိတဲ့အတိုင်းပါပဲဒါပေမဲ့ကျွန်တော်ကခင်ဗျားတို့မင်းနေမှာဆိုတော့သတိပေးရုံနဲ့ပါသိလို့မရှိနိုင်ဘူးလားကျွန်တော်ပြောရတယ်ခင်ဗျားလူတိုင်းကမရှိနိုင်ဘူးဆိုတာလည်းကျွန်တော်သိတယ်ခင်ဗျားလူတိုင်းကမေတ္တာမထားနိုင်ဘူးဆိုတာလည်းကျွန်တော်လက်ခံတယ်ဒါပေမဲ့ဗျာဟိုလူတိုင်းဟိုမရှိနိုင်ဘူးမေတ္တာမထားနိုင်ဘူးဆိုပေမဲ့ဟိုအမုန်းတရားလေးတော့မထားနိုင်ဘူးဗျာဒီအချက်လေးကိုတော့ဟိုစောင့်ထိန်နိုင်အောင်ကြိုးစားရဖို့လိုတာပေါ့ဒီအချက်လေးကိုစောင့်ထိန်ရဖို့အတွက်ဒီအရှင်တန်လို့ကြိုးတောင်ကြုံနေပါပြီအားကြောင့်မလို့ဒီတိုင်းလိုက်တော့မမေးတော့ဘူးပြေးလို့လိုက်မှပဲရတော့ဆိုတော့ခင်ဗျားကအပြင်းကြီးတဲ့ဘဝဆင်းရဲတိုင်းဆိုရင်တော့ဒီနေ့တစ်ခါပို့ဗျာကိုကိုပြန်မသုံးသပ်နိုင်ဘူးဆိုရင်အနည်းဆုံးတော့ဒီတစ်ပတ်မှတစ်ခါလောက်တော့ဟိုကိုပြန်သုံးသပ်ကြည့်ဖို့ဗျာဟိုဒီတစ်ပတ်အတွင်းမှာကိုဘာတွေလုပ်ခဲ့တယ်ဘာတွေမလုပ်ခဲ့ဘူးကောင်းတာတွေများလားဆိုးတာတွေများလားဒီသူများမကောင်းကြောင်းပောက်ခဲ့ရအမိတ်စကားတွေကိုဟိုအများကြီးပြောခဲ့သလားအဲ့လိုမျိုးပေါ့ဗျာအဲ့လိုမျိုးခင်ဗျားတပတ်တစ်ခါလေးသာပုံမှန်ကိုအဲ့လိုပြန်သုံးသပ်စမ်းသပ်ကြည့်ရင်ညဘွားကညီငါတဲ့ပုံပြီးတော့ကောင်းတာတွေများလာမယ်ကောင်းတာတွေဖြစ်လာမယ်ပုံပြီးတော့ပြောရှင်လာရမယ်ပုံပြီးတော့အတိတ်တွေရှိလာမယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်ခင်ဗျားမိန်ခင်ဗျားကိုယ်တိုင်လုပ်ကြည့်ဖို့ဗျာအဲ့မှာခင်ဗျားခံစားဖို့မှာအဲ့ဒီလိုမျိုးခင်ဗျားအဲ့ဒီလိုမျိုးခက်ခက်ခဲခဲနဲ့ခင်ဗျားလုပ်ပြီးလို့အောင်မြင်သွားပြီလုံးနိုင်ခဲ့ပြီဆိုရင်ခင်ဗျားကိုဘယ်သူမှဝေပေးလို့မရတဲ့ခံစားချက်မျိုးကိုခံစားရမှာပါ။ခင်ဗျားမယုံရင်လုပ်သေးဖို့ဗျာ။အားပါခင်ဗျားကိုလည်းခံစားဖို့ပါ။ဒါပါပဲ
ဒီနေ့တောင်းမှာတော့ next call ဖြစ်ပါတယ်ဘိုင်းဆိုတော့ကိုပြီးတော့တော့ရအများကြီးမနေ့ပိုင်းကိုပြီးတော့ရတယ်ကျွန်တော်ကတော့ကိုကြိုက်တယ်ဆိုတော့မနေ့တိုင်းကိုပြီးတော့ဖြစ်ပါတယ်ကိုပြရပါဘူးကိုပြရပြီဆိုတော့ကိုရပြီဆိုရင်စားတော့မှာမယ်။ဘာရညရလဲ။ခုကဒီ tablet ကနေပဲဖတ်ပါမယ်စာအုပ်။ဟိုမှာအခုကျွန်တော်ဖတ်နေတဲ့စာအုပ်ကစာအုပ်ပါဒီကြေးကလည်းဒီရဲ့သင်ရရလို့ဆိုတော့ဖြစ်ပါတယ်။
ခေဒါဒီမှာအပြင်မှာကြည့်မိုးအောင်နေတွေ့လား